မှာထူးဆန်းတဲ့စွမ်းအားတစ်ခုရှိပါတယ်။သူဟာသူ့ရဲ့အိမ်မက်ထဲကဘလိုရတနာမျိုးကိုမှဆိုအပြင်လောကထဲကိုယူဆောင်လာနိုင်တဲ့စွမ်းအားပါ။ဒီစွမ်းရည်နဲ့ပဲသူဟာအလွန်ချမ်းသာလာခဲ့တယ်။ဒါပေမဲ့သူ့အိမ်မက်ထဲကတရဝါဆိုးတွေကသူ့ကိုအမြဲတမ်းလိုက်လာအမဲလိုက်နေကြတာကြောင့်သူတို့တက်တာမခံရခင်အချိန်မီနိုးထားနိုင်အောင်သူအမြဲကြိုးစားရပါတယ်။တညမှာတော့မိုက်ဟာအိမ်မက်မရင်ဘန်တိုက်တစ်ခုရဲ့ငွေတိုက်ခန်းထဲကိုရောက်သွားပါတယ်။သူဟာပတ်စံတွေကိုအိတ်ထဲအတင်းထည့်နေတော့မှလည်းအိမ်မက်ထဲကတရဝါဆိုးကသူ့ကိုချမ်းမြေပေါ်ရိုက်ချလိုက်ပါတယ်။မိုက်ဟာပြန်ထပြီးပတ်စံတွေကိုဆက်သိမ်းရင်အဲ့ဒီတရဝါကိုအစွမ်းကုန်ကန်ထုတ်လိုက်ပါတယ်။ပြီးနောက်သူ့ရဲ့စိတ်ဟန်ရုံကိုသုံးပြီးကျန်တဲ့ပတ်စံတွေကိုလက်ထဲရအောင်ဆွဲယူကာတရဝါဆိုးကသူ့ကိုမဖမ်းမိခင်စက္ကန့်ပိုင်းအလိုမှာလည်းအပြင်လောကကိုပြန်နှိုးလိုက်ခဲ့ပါတယ်။သူဟာဘီလီယံနာတယောက်ဖြစ်လာခဲ့တယ်။မိန်းကလေးရဲ့ပေါ်ပတ်စံတွေကျဲပတ်ပြီးအလွန်အမြင့်ကြွားဝါတဲ့ဘဝနဲ့နေထိုင်ခဲ့ပါတယ်။သူ့ရဲ့လောဘကလည်းတနေ့ထက်တနေ့ပိုကြီးလာခဲ့တယ်။နောက်ထပ်ဘာနေဖြစ်လာတော့မယ်ဆိုလားကိုသူလုံးဝရေးမိခြင်းမရှိခဲ့ပါဘူး။တစ်ခါမှတော့သူဟာရွှေတွေနဲ့ပြည့်နေနေတဲ့ဂူတစ်ခုလေးကိုအိမ်မက်ထဲမှာရောက်သွားပါတယ်။သူ့မျက်လုံးတွေကအဖိုးတယောက်ရဲ့ရွှေခါးဘက်ပေါ်မှာရက်တန့်သွားပြီးအဲ့ဒီခါးဘက်ကိုအတင်းတမလူယူလိုက်ပါတယ်။အဲ့ဒီခါအဖိုးကလက်ညှိုးတစ်ချောင်းကိုမြောက်လိုက်ပြီးမိုက်ရဲ့ရင်ဘတ်ပေါ်မှာတစ်ချောင်းနဲ့ဆွဲချလိုက်ပါတယ်။မိုက်နိုးလာတဲ့ခါမှာတော့သူ့ရဲ့ရင်ဘတ်ပေါ်မှာနှက်ဆိုင်နဲ့ဒဏ်ရာရချောင်းကြီးနှစ်ချောင်းထင်းချနေတာကိုတွေ့လိုက်ရတယ်။အိမ်မက်ထဲကဒဏ်ရာကသူ့ရဲ့တကယ်ခန္ဓာကိုယ်ပေါ်မှာပထမဆုံးချိန်ပေါ်လာခြင်းပါတယ်။ဘာတွေဖြစ်နေတာလဲဆိုတာကိုသိဖို့တန်သူကစွန့်စားပြီးအိမ်မက်ထဲကိုနောက်တစ်ခေါက်ပြန်သွားခဲ့ပါတယ်။အဲ့ဒီမှာမောင်မိုက်တဲ့အရေးတစ်ခုပေါ်လာတယ်။သူ့အနားကိုချင်းကပ်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီအရေးခါအိမ်မက်ထဲကသူ့ရဲ့ပုံရိပ်ကိုယ်တိုင်ဖြစ်နေတာကိုသိလိုက်ရတယ်။အဲ့ဒီပုံရိပ်ကဖုံမုံအွေလိုတခေဖေးကြေးမှုအပျက်စီးနေပါတယ်။မိုက်ခါထိတ်လာတစားနိုးလာပြီးမှန်ထဲကိုကြည့်လိုက်တဲ့အခါမှာတော့အိမ်မက်ထဲကဒဏ်ရာမှန်သမျှဟာသူ့ရဲ့တကယ်ခန္ဓာကိုယ်ပေါ်မှာပေါ်လာနေတာကိုမြင်လိုက်ရတယ်။နောက်ဆုံးမှာတော့မိုက်ခါအိမ်မက်ထဲကိုနောက်ဆုံးတစ်ခေါက်ထပ်ဝင်ခဲ့ပါတယ်။အိမ်မက်ထဲကသူ့ရဲ့ပုံရိပ်ခါဖောင်းကြွာလာပြီးအကွဲကနှစ်ပေါင်းများစွာသူ့ကိုလိုက်လာအမဲလိုက်နေတဲ့တရဝါဆိုးကြီးပဲပြောင်းလဲသွားပါတော့တယ်။အဲ့ဒီတရဝါကြီးကကြီးမားလေဓာကြီးကိုမြောက်ကနေရန်တစ်ခုကိုပေါက်ထွက်အောင်လုပ်ပြီးအပြင်လောကထဲကိုခြေလန်းလာလိုက်ပါတယ်။ပြီးနောက်အမြောက်ကြီးတစ်လက်နဲ့မိုက်ကိုတဲ့ကြီးချိန်ရွယ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမိုက်ခါသူ့ရဲ့ထိမ့်မနိုင်သိမ့်မနိုင်ထိခဲ့တဲ့လောဘကသူ့ကိုသူဘလို့ဖြစ်စည်းခဲ့တယ်လဲဆိုတာကိုနောက်ဆုံးမှနားလည်သွားပါတော့တယ်။မမှန်ကန်တဲ့နီးလန်းနဲ့ရရှိခဲ့တဲ့ပတ်စံအားလုံးကပျောက်ကွယ်သွားပြီးမိုက်ခါလည်းအရင်ကလိုပဲတာမန်လူတယောက်အဖြစ်ပြန်လဲကြံရစ်ခဲ့ပါတော့တယ်။